တော်ဝင်စောင့်တက်မြင်းတွေကိုတွားထိမိရင်တငယ်ချင်းတို့ဒီလိုအော်ဟစ်ခံရပါလိမ့်မယ်ပထမတစ်ချက်ကြည့်လိုက်ရင်ဒီမြင်းတွေကတည်ငြိမ်ပြီးဖော်ရည်ပုံရပြီးခီးသွားများစုကသူတို့ကိုပုတ်တက်ခြင်းဒါမှမဟုတ်အနီးကပ်ဆုံးတက်ပုံအတူလိုက်ချင်ကြပါတယ်တော်ဝင်စောင့်တက်မြင်းတွေကခီးသွားဆွဲဆောင်မှုတွေမဟုတ်ပါဘူးသူတို့ဟာတက်ကြွစွာတာဝန်ထမ်းဆောင်နေတဲ့အစစ်မြင့်လေ့ကျင့်ထားတဲ့စစ်မြင်းတွေပါအဆောင်တွေနဲ့အတူလန်ဒန်မှာရှိတဲ့အရေးကြီးတဲ့တော်ဝင်နဲ့အစိုးရနေရာတွေကိုကာကွယ်ဖို့ကူညီပေးပါတယ်ဒီမြင်းတွေကကီလိုဂရမ်900ကျော်လေးချိန်ရှိနိုင်ပြီးလူအုပ်ကြားမှာတည်ငြိမ်အောင်နေဖို့လေ့ကျင့်ပေးထားပါတယ်ဒါပေမဲ့သူတို့ကတိရစ္ဆာန်တွေပါပဲခီးသွားထောင်ပေါင်းများစွာကသူတို့အနားမှာနေ့စဉ်စုဝေးတဲ့အခါမြင်းတချို့ကစိတ်ဖိစီးမှုလန့်ဖြတ်မှုဒါမှမဟုတ်စိတ်တိုလွယ်တာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ခီးသွားတွေဟာမြင်းတွေကိုမထိဖို့တတိပေးဆိုင်ပုတ်တွေထားရှိတာပါတယောက်ယောက်ကအရန်နီးကပ်လာရင်မြင်းကရုတ်တရက်လှုပ်ရှားကြိုက်ဒါမှမဟုတ်ကန်ကြောက်နိုင်ပါတယ်နှစ်စဉ်နှစ်တိုင်းခီးသွားတချို့ကတတိပေးချက်တွေကိုလစ်လျူရှုပြီးနာကျင်စရာကောင်းတဲ့အံ့အားသင့်စရာတစ်ခုကြုံတွေ့ရပါတယ်တော်ဝင်ဆောင်တယောက်ကရုတ်တရက်မြင်းပေါ်ကနေခွာနေလို့အော်ပြောတန်ကိုလည်းကြားရနိုင်ပါတယ်ကင်းသမားတွေကပုံမှန်အားဖြင့်လုံးဝငြိမ်သက်နေလေရှိပေမဲ့တစုံတယောက်ရဲ့ဘေးကင်းရေးအနေရရှိလာတဲ့အခါသူတို့ကပြောဆိုလေရှိပါတယ်ဒါကြောင့်တော်ဝင်ဆောင်တက်တွေကခီးသွားတွေကိုတတိပေးချက်နဲ့အော်ပြောတဲ့အခါအဲ့ဒါဟာရန်လိုတဲ့အပြုမှုမဟုတ်ပါဘူးဒါဟာသူ့ရဲ့အလုပ်ကိုလှုပ်ဆောင်နေပြီးမြင်းနဲ့လူထုကိုကာကွယ်ဖို့လဲသူတို့မှာတာဝန်ရှိပါတယ်